မာမာနဟာကျမတို့လူသားတွေအတွက်မရှိမကောင်းရှိမကောင်းလို့ဆိုရင်မမှားပါဘူး။ဘဝကိုထုစစ်တဲ့နေရာမှာမာမာနဟာအရေးပါတဲ့အရာတစ်ခုလို့ကျမကတော့ထင်မြင်မိပါတယ်။မာနဆိုတာရှိတဲ့နေရာမှာရှိကိုရှိရပါလိမ့်မယ်။ကျမတို့ဟာကိုယ်ကျင့်တရားကိုမာမာနနဲ့စောင့်ထိန်ကြရပါတယ်။အများမိုးကားရေတောက်တိုင်းငါမတောက်ဘူးဆိုတဲ့စိတ်ဟာမာနပါ။ကေတရားစာချင်းသိမှန်ရင်မျက်မစားဘူးဆိုတာဟာလေမာမာနပါပဲ။တိမ်ပြင်းတဲ့အလုပ်အောက်တန်းကျတဲ့အမှုအကျင့်တွေမပြုလုပ်မိအောင်ကျမတို့ရဲ့မာမာနတွေကပဲကျမတို့ကိုထိမ့်မှတ်ပေးနေတာပါ။ဒီလိုပါပဲကျမတို့ကိုအောင်မြင်မှုတွေစီတွန်းပို့ပေးနေတာဟာလေမာမာနပါပဲ။တခြားသူတွေတောင်လုပ်နိုင်တာငါကဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့အတွေးဟာမာနပါပဲ။အဲ့ဒီမာနကိုနင်းဖြတ်ပြီးကျမတို့ဟာအောင်မြင်မှုတွေစီကိုရောက်ကြရပါတယ်။ကျမတို့ဟာငါလိုအစင်တန်းမျိုးကအောက်တန်းကျတိမ်ပြင်းကောက်ကျစ်တဲ့အလုပ်မျိုးနဲ့စီးစိမ်ဥစ္စာတွေမရှာဘူးလို့ဆုံးဖြတ်ကန့်သက်လိုက်တာဟာလေထားရှိတဲ့ထားရှိအပ်တဲ့မာမာနမျိုးပါပဲ။ဒါကြောင့်ကျမတို့ကိုထိမ့်မှတ်လန်းတဲ့ပေးနိုင်တဲ့မာနမျိုးကတော့လူတိုင်းမှာရှိကိုရှိတဲ့ပါတယ်။ဒါဟာအကျိုးရှိတဲ့မာမာနပါ။ကောင်းကျိုးမပေးဘဲကျမတို့ကိုပျက်စီးဆုပ်ယုပ်စေမဲ့မာမာနမျိုးလည်းရှိပါသေးတယ်။အဲ့ဒါကတော့ကိုယ့်ထက်အသက်ပညာဂုဏ်ရှိန်ဝါကြီးမားတဲ့သူတွေကိုလေးစားရမှန်းမသိပဲအရာရာမှာငါသိငါတက်ငါတော်လို့ထင်မှတ်ပြီးအကြံပေးလို့လည်းမရသွန်သင်ဆုံးမလို့လည်းမရအမှားအမှန်ဝေကပန်ပိုင်းခြားပြလို့လည်းနားမဝင်တဲ့မာမာနမျိုးပါကိုအထင်ကြီးဘဝင်မြင့်တတ်တဲ့မာနမျိုးပေါ့အဲ့ဒီလိုမာမာနမျိုးကိုလက်ခံမွေးမြူထားမယ်ဆိုရင်တော့ကျမတို့ဟာတေချာပေါက်ပျက်စီးဆုပ်ယုပ်ကြရမှာပါဒါကြောင့်ကောင်းမွန်တဲ့မာမာနကိုပဲလက်ခံပြိုးထောင်ကြပါစို့နော်